ဘောကြနေတာတော့အပြိုက်ဆိုင်ခေါ်ယူဖို့အတွက်စိတ်ဝင်စားလာတာဖြစ်ပါတယ်အဒီဒီယိုမက်ဒီယာမန်ယူရောလီဗာပူးချယ်ဆီရောပရီးမီးယားလိဂ်ကလပ်အသင်းကြီးတွေနဲ့နောက်မဲ့ထွင်နေတဲ့ကစားသမားတရားလည်းဖြစ်ပါတယ်အဲ့တော့ဒီယိုမက်ဒီယာဘာပြောလဲလဲဆိုတော့သူရဲ့အဖေကပရီးမီးယားလိဂ်မှာဆိုလို့ရှိရင်လီဗာပူးဖန်ဖြစ်ကြောင်းကိုလည်းသူကပြပြထားတာဖြစ်ပါတယ်အခုဘိုင်ယန်ကပါသူကိုခေါ်ယူဖို့ပြပွဲထမဝင်လာပြီးနယူးယောက်ဒီပြောက်ရှိမှဆိုလို့ရှိရင်စူပါကစားသမားလေးကိုဘယ်အသင်းကြီးမှမြင်တွေ့ရမလဲဘယ်အသင်းကြီးကလက်ဦးမှုရရှိပြီးတော့ခေါ်သွားမလဲဒီပုံလေးနဲ့ကတော့အာဆင်နယ်တင်းရဲ့နီးပြအာဂျီတာကလိုက်ပဇစ်တင်းရဲ့တင်း23နှစ်ရွယ်ပြည့်တဲ့နောက်တန်းကစားသမားလူကီဘာကိုပေါင်22တရမတတန်းနဲ့ခေါ်ယူနိုင်မယ်လို့စိတ်ဆုပ်ဖြတ်ထားတာဖြစ်ပါတယ်ဦးလို့စေတော့အစုမောင်ကစားသမားကိုအပြိုင်ခေါ်ယူမယ်အသင်းတွေကတော့ပေါ်ပါလာချိန်တည်းမရှိသေးဘူးအာဆင်နယ်တင်းကပဲစူပါကစားသမားကိုခေါ်ယူဖို့အတွက်ယုံကြည်မှုရှိနေတာဖြစ်ပါတယ်ကဲတော့အာဆင်နယ်ကဒီရတီမှာအမီမတခုခုရယူနိုင်မယ်ဆိုလို့ရှိရင်စူပါကစားသမားကိုခေါ်ယူဖို့အတွက်ဆွဲဆောက်ဖို့ခက်ခဲမှာတော့မဟုတ်ပါဘူးနောက်တဲ့သတင်းတစ်ပုံလေးကတော့ပရီးမီးယားလိဂ်ကလည်းအသင်းဖြစ်တဲ့လီဗာပူးရဲ့ကစားသမားမိုဟာမက်ဆလတ်ကဒီရတီပရီးမီးယားလိဂ်ပြီးလို့ရှိရင်လီဗာပူးတင်းကထွက်ခွာဖို့အတွက်ပြင်ဆင်နေတာဖြစ်ပါတယ်စူပါကစားသမားကိုဆော်ဒီပရိုလီကတော့ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတာဖြစ်ပါတယ်ဆလတ်ကခုရတီမှာဆိုရင်ဒီတဲ့တိုက်ပဲခြေစွမ်းကတော့အနေငယ်ကြာစနေတာဖြစ်ပါတယ်အခုနောက်ပိုင်းမှာဆိုရင်ပုံမှန်ခြေစွမ်းပြန်လာတာလည်းဖြစ်ပါတယ်တနေ့ပရီးမီးယားလိဂ်မှာဆိုလို့ရှိရင်မိုဟာမက်ဆလတ်ကိုမြင်တွေ့ရဖို့ကတော့အင်တန်မှခဲရင်သွားပြီနောက်ဆုံးသတင်းသဘောနည်းနဲ့ကတော့နာပိုလီတင်းရဲ့ဟာသူတို့ရဲ့ကွင်းလင်ကစားသမားတော်ဘီနေကို2030တိတက်တန်းရှိတဲ့စာချုပ်တရားကိုချိုးဆိုးဖို့အတွက်ဆွေးနွေးမှုတွေစတင်လိုက်ပြီးဖြစ်ပါတယ်နာပိုလီတင်းကသူတို့ရဲ့ကွင်းလင်ကစားသမားကပရီးမီးယားလိဂ်ကိုပြန်ပြောင်းကစားချင်ပါတယ်ဆိုတဲ့သတင်းလေးကိုထွက်ပေါ်လာပြီးတဲ့နောက်မှာတော့တော်လီနေရဲ့ AG နဲ့တွေ့ဆုံမှုတော့ပုံမကောင်းမို့တဲ့စီကက်ချီတွေဆောက်ချလုံးနဲ့ကန်လန်ပြီးတော့2030တိထချုပ်တက်တန်းရှိတဲ့ထချုပ်တရားကိုချိုးဆိုးဖို့တဲ့စာတင်ဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်